လုံးပဲမြင်လာပါဒါကကျွန်တော်တင်ကြီး၄ယောက်ရဲ့ငွေဆောင် trip ပတ်ဝန်းလေးပဲဖြစ်ပါတယ်နိုင်ငံခြားရောက်နေရပါဟုတ်ပါတယ်ဟောမလေးရှားခီးစဉ်မလားကိုဟောမလေးရှားခီးစဉ်မလားကိုဆိုဟုတ်ပါတယ်မလေးရှားရောက်သွားထိုင်းသွားမှာပေါ့အနောက်ထိုက်ကြည့်ပဲမြင်ကြည့်လိုက်ပါအဲကျွန်တော်ထိုင်းဘာကောက်ရောက်ဘာကောက် Here I come. Oh, here I come. Oh, Malaysia crazy Morocco. A few moments later. Bangkok ya. Bangkok. Bia này chả mà tiêu à là ba. À, sau này bia rồi, bia cho tiêu à. Bia cho mà tiêu. Sau này bia kia. တလန်းလုံးအိတ်ခဲ့ပြီးငွေဆောင်မှတပုံရဖြစ်တော့တယ်ပြီးတော့ညနေဘက်ကျွန်တော်တကယ်ချင်း၄ယောက်ဟာကန်းချီဘက်ကိုလမ်းလျှောက်ထွက်တယ်ကန်းချီကရေလိုင်းနေနဲ့တော်တော်လေးလှပါတယ်ခဏဒီမှာကျွန်တော်မှားချင်တာကတော့ကန်းချီလာမယ်ဆိုရင်တွဲတွေပါမယ်ဆိုရင်ကျွန်တော်အတွဲမပါတဲ့တင်ရင်နဲ့ရောဘယ်လိုလုပ်ရပါလဲမရှားနဲ့ကွာအမေတို့ခေတ္တကတပုံရန်ဒီကိုအသက်သွင်းနေမှာဖြစ်ပါတယ်ခန်းချီရောက်ရင်တော့သူတို့လမ်းလျှောက်လိုက်မှတော်တော်လေးကျင်နေပါတယ်ကျွန်တော်တို့ဘယ်နာဖြစ်ဖြစ်အမြဲတမ်းအလိုလမ်းပဲလျှောက်ပါတယ်ခန်းချီရဲ့နေဝင်ချိန်ပဲဖြစ်ပါတယ်တော်တော်လေးလှတယ်ရေလိုင်းတွေနဲ့လုံးဝတော်တော်မိုက်ပါတယ်တကယ်ချင်းနဲ့လာမယ်ဆိုရင်နေဝင်ချိန်လုံးဝနေဝင်ချိန်ကိုကျွန်တော်တို့တကယ်လေးရပါတပုံသူတို့ရမယ်ဆိုပြီးတော့ဒီချာလေးညှိတာတော့ဗျာတကယ်တပုံရတဲ့လက်ပုံကြည့်ကြပါဦးမဆိုးပါဘူးတော်တော်လေးလာပါတယ်ဒါလုံးဝနေဝင်သွားတဲ့အချိန်ပေါ့တို့တို့ဟိုတယ်ပြန်နားမယ်အချိန်ပဲဖြစ်ပါတယ်ဟိုတယ်မှာပြန်ခင်တငင်း၄ယောက်တပုံပဲပုံတွေလည်းနေဝင်ချိန်နဲ့လှလို့ထည့်ပေးလိုက်ပါတယ်ဒါကျွန်တော်တို့တဲတဲ့ဟိုတယ်ရဲ့ night view ပေါ့ဗျာမိုက်ပါတယ်ရေကန်လေးလည်းရှိတယ်ညဘက်ဆိုမီးလေးတွေနဲ့လည်းလှဆင်ပေးတယ်တကယ်ပြောရမယ်ဆိုရင်ကျွန်တော်ကမကတ်တဲ့ဘူးဗျတကယ်ချင်းတွေက TikTok ကစားမယ်ဆိုတော့ကလာတာပေါက်ကြရတယ်ဖြစ်နေမကတဲ့ကတဲ့နဲ့ကလာတာကြည့်ပါဦး 2 hours later ငွေဆောင် trip ပတ်ဝန်းကတော့ဒီလောက်ပါပဲပတ်တူကြမှာကျွန်တော်တို့ဘယ်သွားလဲဘာလုပ်လဲဆိုတာဆက်ပြီးလာပါအောင်မယ်စောင့်ကြည့်ပေးပါဦးအားလုံးပဲကျေးဇူးပါ